တခါတည်းကျမတို့ကဆူတောင်းတဲ့အခါမှာဆူတောင်းဖို့လိုက်ရှာဒါပေမဲ့ကိုယ်နဲ့နှလုံးသားချင်းသဘောတူညီတဲ့သူစိတ်သဘောချင်းတူညီတဲ့သူမဟုတ်ရင်တော့ပြဿနာတက်နိုင်စရာအကြောင်းရှိတယ်အေးတတာဝတ္ထုထဲမှာသူ့ရဲ့ဦးလေးဖြစ်တဲ့မော်ဒဂဲကိုနော်ဒီဟာမန်ကနေပြီးတော့မကြင်မနဲ့ဖြစ်တဲ့အခါမှာနောက်ဆုံးအဆုံးသက်ကိုပြောရမယ်ဆိုလို့ရှိရင်ယူဒတစ်မျိုးလုံးဟာအသက်အန္တရာယ်နဲ့ကြုံဆုံလာတဲ့အချိန်မှာအဲ့ဒီမော်ဒဂဲကဘာလုပ်ခဲ့တယ်လဲဆိုတော့တဲ့အတန်ကြီးစွာနဲ့ပေါ့နော်ငိုကြွေးပြီးတော့အဲ့မြို့ထဲမှာပေါ့အတန်ကြီးစွာနဲ့ငိုကြွေးပြီးသူဘုရားထံမှာဆုတောင်းနေတယ်သူတယောက်တည်းအမော်ဒဂဲရဲ့နှလုံးသားကိုကျွန်မတအားသဘောကျတစ်မျိုးလုံးတစ်ဆွေလုံးအသက်ခံရမယ့်အရာအတွက်သူဟာဖះရဲ့အရှိကိုဝင်ပြီးတော့သူတယောက်တည်းဆူတောင်းတယ်ဆူတောင်းဖို့တယောက်မှမပါအောင်နော်ဒါနဲ့သူအဲ့လိုတယောက်တည်းဆူတောင်းပြီးတော့ short အဝတ်ကိုဝတ်ပြီးတော့နန်းတော်ထဲကိုလည်းဝင်လို့မရတဲ့အခါမှာနန်းတော်တကွာအရှိမှာသူကမတည့်ရက်ပြီးနေတဲ့အခါမှာအေးတရကလှမ်းမြင်ပြီးတော့ဟာမော်ဒဂဲကဘာဖြစ်လဲမသိဘူးသူ short ဝတ်ကြီးဝတ်ထားတယ်ကဲကောင်းတဲ့အင်ဂျီတွေကိုသွားပေးလိုက်ပါဆိုတော့အစေပါတွေကိုပြောတဲ့အခါမှာအစေပါတွေကသွားပေးပေမဲ့လည်းမော်ဒဂဲကလက်မကန်မဟုတ်ဘူးတော့ငါတို့အမျိုးတွေအားလုံးအသက်ခံရတော့မယ်ဒါကြောင့်မလို့ငါအခုလိုမျိုးငိုကြွေးနေခြင်းဖြစ်တယ်ဆိုပြီးတော့ဒီမှာပြောတဲ့အခါမှာမော်ဒဂဲကနေပြီးတော့နောက်ထပ်သူနဲ့အတူတူဆုတောင်းဖို့ရန်အတွက်စစ်ကူရှာတဲ့အခါမှာကျွန်တော်ဒီစကားလုံးကိုသုံးခြင်းနဲ့စစ်ကူရှာတဲ့အခါမှာသူသုံးလိုက်တဲ့စကားလုံးကိုကျွန်မအရန်သဘောကျတယ်မော်ဒဂဲကအခြားသောယူဒလူအသက်မလွတ်လင်နန်းတော်၌နေတော်လဲတဲ့အသက်လွတ်မီကိုမထင်နဲ့ဧတတာအခုနေကောင်းစားနေတယ်နေ့ရဲ့နန်းတော်ထဲမှာနေလုံခြုံနေတယ်ဒါပေမဲ့ကျန်တဲ့သူတွေတည်သွားတယ်ဆိုရင်တော့မှနှစ်အသက်လွတ်မယ်လို့နင်မထင်နဲ့ဆိုတဲ့စကားလုံးလေးအခုကျမတို့ကအိမ်ထဲမှာကျန်းမာနေတယ်အရန်ကျန်းမာနေလို့ကောင်းကောင်းမွန်မွန်အခုချိန်မှာအစာတွေကလည်းမပြတ်လက်သေးတဲ့အချိန်ကာလဖြစ်နေသေးတဲ့အခါမှာအော်ငါတို့တွေကတော့ဟုတ်လာပါပြီငါတို့ကတိတ်ကိုကောင်းစားလှပါပြီဆိုပြီးတော့ခံစားနေရတဲ့သူတွေဝေဒနာရှိနေတဲ့သူတွေကိုအပြစ်တင်မဟုတ်ဘူးအဲ့တော့ကျမပြောလိုက်ချင်တယ်မော်ဒဂဲကနေအေးတတာကိုပြောသလိုနန်းတော်ထဲ၌နေတော်လဲတစ်အိမ်ထဲမှာနေတော်လဲအသက်လွတ်မယ်လို့မထင်နဲ့လို့ကျမပြောချင်တယ်အဓိကဒီမှာမော်ဒဂဲကဘာလို့ခိုင်းစေချင်လဲဆိုအခုကာလမှာတင်တိတ်ဆိတ်စွာနေလို့ရှိရင်တဲ့နော်တဲ့ရဲ့အဆွေမျိုးဟာပျက်စီးမယ်ဒီအချိန်ကာလမှာအေးအေးဆေးဆေးနဲ့အေးအေးလူလူနဲ့ comfort zone ကြီးထဲမှာနေပြီးတော့မလေးငါကတော့အဆင်ပြေနေပါတယ်ဆိုတဲ့ပုံစံနဲ့တင်းနေမယ်ဆိုရင်တဲ့ပျက်စီးတော့မှာတဲ့တစ်မျိုးလုံးတစ်ဆွေလုံးဒါပေမဲ့လေတဲ့တင်ကဆုတောင်းတယ်ဖခင်ရဲ့အရှိမအတနာခံနေဆိုလို့ရှိရင်တော့တဲ့ဒီလူမျိုးတွေကိုကယ်တင်စရာအကြောင်းဖြစ်လိမ့်မယ်ဒီမှာအေးတတာကဘာလုပ်လဲဆိုလို့ရှိရင်3ရက်ပတ်လုံးနဲ့သူအယူခံဝင်နေတယ်အဲ့တော့သူကဘာဆက်ပြောလဲဆိုလို့ရှိရင်ကျမတယောက်တည်းအစာရှောင်တာနဲ့မကပါဘူးတဲ့ကျမရဲ့ကြုံမတွေအားလုံးကိုလည်းကျမနဲ့အတူတူကအစာရှောင်ခိုင်းမယ်ပြောချင်တဲ့အရာကသူရှိနေတဲ့သူ့ရဲ့ပတ်ဝန်းကျင်မှာသူနဲ့အတူတူမိသားစုတစ်ဖွဲ့ဖြစ်နေတဲ့သူတွေအားလုံးကိုအစာရှောင်ပြီးတော့ဆူတောင်းခိုင်းတာဖြစ်တယ်အဲ့တော့အခုဆူတောင်းတဲ့အဖွဲ့ကြီးကကြီးလာပြီပထမတော့ကတော့မော်ဒဂဲတယောက်တည်းဆူတောင်းတယ်ဒါပေမဲ့မော်ဒဂဲကနေပြီးတော့စတင်ပြီးတော့အေးတတာကိုပြောတဲ့အခါမှာအေးတတာကလည်းမော်ဒဂဲနဲ့အတူတူကဘုရားခင်အရှိမအတနာခံဖို့နဲ့ပြင်ဆင်လာတယ်ဒါနဲ့အေးတတာတယောက်တည်းမဟုတ်တော့အေးတတာကလည်းသူ့ရဲ့ဂျုံမတွေအားလုံးကိုသူနဲ့အတူတူကဆူတောင်းဖို့အတွက်အစာရှောင်ဖို့အတွက်ပြောလာတဲ့အခါမှာအိုးဒီမှာဆူတောင်းအဖွဲ့ကြီးဖြစ်သွားတာဒီနေ့ဘုရားခင်ကလူနှစ်ဦးသုံးဦးသဘောတူပြီးတော့ဆူတောင်းတဲ့အလယ်မှာငါရှိတယ်တင်မတင်ကြိုက်တဲ့နေရာမှာနေဟိုခွဲချံပဲဖြစ်ဖြစ်အင်းစိန်ပဲဖြစ်ဖြစ်မြောက်တကုံပဲဖြစ်ဖြစ်အမေရိကပဲဖြစ်ဖြစ်အင်္ဂလန်ပဲဖြစ်ဖြစ်ကြိုက်တဲ့နိုင်ငံကြိုက်တဲ့နေရာမှာနေပါဒါပေမဲ့သဘောတူညီစွာနဲ့နှစ်ဖျားခင်ရဲ့တနာချင်းကျူနာတို့ကိုခံစားရဖို့အတွက်ကျမတို့အတူတူကသဘောတူပြီးတော့ဆွတ်တောင်းလိုက်မယ်ဆိုလို့ရှိရင်တကယ်တကိုးပါတဲ့အရာဖြစ်လာလိမ့်မယ်လူနှစ်ဦးသုံးဦးသဘောတူပြီးတော့ဆွတ်တောင်းတဲ့အလယ်မှာငါရှိရဆိုတဲ့အတိုင်းပဲကျမတို့ရှိတဲ့အရက်တိုင်းမှာဘုရားကံထင်ရှားပြီးတော့ကျမတို့ဆွတ်တောင်းတဲ့ကိုနားညောင်းမှဖြစ်တယ်